စီးကျိုးသမားဖေးဆက်စာတွေပစ္စည်းပြက်နေပြောမပြတ်ဘူးရှိတယ်ဒီမှာပြမယ်ဒီမှာဘရို360ရထုတ်ထားတဲ့ချောကလက်ရတာလေးရမယ်နော်ပြီးတော့ဒီကောင်ရှိမယ်လိမ်မော်ရတာလေးနဲ့ရှိမယ်ပြီးတော့စတော်ဘယ်ရီရတာရမယ်နော်ပြီးတော့ချောကလက်ရတာရမယ်ရတာ4မျိုးနဲ့ရှိတယ်စီးကျိုးသမားဖေးဆက်စာလေးတွေတခြားပစ္စည်းဈေးရန်တက်နေမှာ3သိန်းကျော်ဖြစ်နေချင်မှာဒီကောင်4000ကျော်နဲ့ရမယ်စီးကျိုးသမားတွေဖေးဆက်စာအချိုလည်းမပါဘူးဒါပေမဲ့အချိုရတာနဲ့တောက်ချင်တယ် artificial sugar နဲ့ artificial fragrance ပါတယ်ဒီကောင်ဆိုရင်တပူကို4000ကျော်နဲ့ရမယ်ဆိုတော့စေးတိုင်းမှာရတယ်နေဆိုလဲကျွန်တော်ပို့ပြီးပါရယ်နော်ဒီဖေးဆက်စာလေးတွေကဘယ်လိုလဲဆိုတော့ဒီ Ensure Gluza တောင်းမှာပါတဲ့ပါဝင်ပစ္စည်းနဲ့အကုန်တပုံစံနဲ့ပဲဒီကောင်ကော်ဘူးနဲ့ထုတ်ပြီးတော့ quality လုံးဝ share နဲ့ India ထုတ် India made brand လေးရမယ်ပြီးတော့ကြောက်ကအားသေးလေးရှိတယ်ကြောက်ကအားသေးလေးဆိုဒီကောင်ဘူးလေးနဲ့ဒီကောင်ဆိုရင်လည်းအိုးရင်တော့လာတယ်အဝါဘူးလေးတွေနဲ့လာရဗျာဒါရဘီတဇောတို့ဘာလို့လာတယ်အဲ့ကောင်နေပစ္စည်းပြက်နေချိန်မှာဒီမှာ Orisan ထုတ်ထားတယ်ဒီကောင် Nephro Kidney Care နော်ကြောက်ကအတွက်ဖြည့်ဆွတ်စာလေးရှိပါတယ်နော်ဒီကောင်လေးတွေဘူးလိုက်လည်းမတောက်ချင်ဘူးအထုပ်ကလေးနဲ့တောက်ချင်တယ်ဆိုလည်းတို့အထုပ်ပြီးလေးလည်းရပါတယ်နော်တစ်ထုပ်4000လောက်ပဲရှိတယ်တစ်ခါတော့4000လောက်ပဲရှိပါတယ်နော်ဒီကောင်လေးတွေအတွက်ဆိုလည်းကြောက်ကသေးနေလူပဲဖြစ်ကြောက်ကအားနေလူပဲဖြစ်ကြောက်ကသမားတွေအတွက်တော့ share ထုတ်ထားတဲ့ Net Pro ထုတ်ထားတဲ့ Pro 360ကထုတ်ထားတဲ့ India ထုတ်ကြောက်ကဖြည့်ဆွတ်စာလေးဖြစ်ပါတယ်နော်အကောင်လေးရှိပါတယ်ကျေးဇူးတင်ပါတယ်လို့အဲ့ဒါရှင်400 channel 16ကြောက်ကိုဆက်သွယ်လို့မှာယူလိုက်ပါတယ် Thank you ပါ